ဒီရှိပြကိုချစ်ပါတယ်ကိုဥဆောင်ပါဒီနေ့မှာ solution ကျွန်တော်ပါလဲလို့ပြောတဲ့အခါမှာတမန်တော်များဤတွင်တင်ချင်းပေါ့နော်တမန်တော်များရဲ့တွင်တင်ချင်းလို့ပြောတဲ့အခါမှာတမန်တော်တွေကဘယ်လိုလဲဘာဖြစ်လို့တမန်တော်ရဲ့တွင်တင်ချင်းအရေးကြီးလဲပေါ့နော်ဆိုတော့အဲ့ဒီတမန်တော်ရဲ့တွင်တင်ချင်းတမန်တော်လို့ပြောတဲ့အခါမှာတခင်ယေရှုလူစားတိခံပြီးတော့မှသူတက်တော်ဆန်လှုပ်ရှားသွားလာတဲ့အခါမှုဓမ္မတိမှုကိုစတင်ဆောင်ရွက်တဲ့အခါမှာသူ့ရဲ့တပည့်တော်12ယောက်ပေါ့နော်တမန်တော်တွေကတခင်ယေရှုနဲ့နဖူးတွေ့ပြီးတော့မှရှိနေပြီးတော့မှတခင်ယေရှုဘာလုပ်တယ်တခင်ယေရှုဘာပြောတယ်ဆိုတဲ့အကြောင်းတရားကိုလက်တွေ့ကြနဖူးတွေ့ကြုံခဲ့ရတဲ့လူတွေဖြစ်ပါတယ်နောက်ပြီးတော့မှတမန်တော်တွေရဲ့ရေးသားချက်အဖြစ်ဒီဓမ္မတိအမှုတော်ဆိုရင်ဓမ္မတိကျမ်း29ဆောင်တဲက12ဆောင်13ဆောင်14ဆောင်ပေါ့နော်အလုံးနီးပါးဟာတမန်တော်တွေရဲ့ရေးသားချက်အဖြစ်ဓမ္မတိကျမ်းဆိုတာပေါ်လာတယ်ဖြစ်တယ်ဆိုတော့ယနေ့ဓမ္မတိအမှုတော်ထဲမှာကျွန်တော်ကတမန်တော်ရဲ့အတွင်တင်ခြင်းကဘာကြောင့်အရေးကြီးရလဲဒီဓမ္မတိကျမ်းအုပ်လုံးကိုတမန်တော်တွေကဖျားဖွင့်ပြခြင်းအဖြစ်ရေးသားတဲ့အတွက်ကြောင့်မလို့တမန်တော်တွေရဲ့အတွင်တင်ခြင်းကဒီမှာဓမ္မအရေးကြီးတာဖြစ်ပါတယ်အကျမ်းဖျားဖြစ်ပြောမယ်ဆိုရင်တမန်တော်တွေရဲ့အတွင်တင်ခြင်းကနေလွှဲချိုတဲ့အရာမှန်တမျှကဓမ္မတိအမှုတော်နဲ့လွှဲချိုနေတာဖြစ်ပါတယ်ဒါကြောင့်ဖျားသခင်ရဲ့ဓမ္မတိစီမံကိန်းနဲ့ဆက်လင်းပြီးတော့မှဓမ္မတိ၌ဖျားရဲ့စကားပြောခြင်းတစ်ခုလုံးကဘေးထဲမှာပဲရှိတယ်လို့ပြောတဲ့အခါမှာတမန်တော်တွေရဲ့အတွင်တင်ခြင်းတွေမှာပဲရှိပါတယ်ကိုတော်ဒီကျွန်တော်တို့ကိုစစ်မှန်တော်တမန်တရားတန်း၌ခေါ်ဆောင်တော်မှာပါကျွန်တော်တခုဖတ်ချင်တယ်ဒီຢာကပါလေဆိုရင်တမန်တော်နှစ်အခန်းကြီးနှစ်အငယ်40နှစ်မှာပေါ့နော်ထိုသူများသည်တမန်တော်တို့၏တွင်တင်ခြင်းနဲ့မိတ္တာရဖွင့်ခြင်းမုတ်ကိုဖေ့ခြင်းနဲ့ဆုတောင်းခြင်းတို့ကိုအမြဲဆောင်ရွက်နေကြ၏လို့ပြောတယ်ပေါ့နော်ဆိုတော့ထိုသူများသည်လို့ပြောတာပြပါလဲဆိုတော့ပြင်တေကုတ်တင်ထဲမှာစတင်ပြီးတော့မှကေတင်ချင်းခံရလိုက်တဲ့လူပေါင်း3000ဟာတအိမ်ပြီးတအိမ်ပေါ့နော်တမန်တော်တို့ရဲ့တွင်တင်ခြင်းနဲ့အညီမိတ္တာရဖွင့်တယ်မုတ်ကိုဖေ့တယ်ဆုတောင်းတယ်ဒီအရာတွေကိုအမြဲဆောင်ရွက်တယ်လို့ပြောတယ်နေ့ညမပြတ်ပေါ့ဆိုနေ့ရက်စံတိုင်းမှာဒီအရာကိုသူတို့လှုပ်ဆောင်တယ်လို့ပြောပါတယ်ဆိုတော့ဒီနေ့ပြင်တေကုတ်တင်ထဲမှာကေတင်ချင်းခံရတယ်လို့ပြောတဲ့အကြောင်းတရားနောက်ခံလေးပေါ့နော်ဆိုတော့ဒါကဘာလဲလို့ပြောတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ထက်ခါမှလူ120စုဝေးပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ပေါ့နော်နှစ်သိပ်ပေတော်ဝိညာဉ်တော်တွန်းလောင်းတော်ဝိညာဉ်တော်စီမံကိန်းဆိုင်ရာဝိညာဉ်တော်ကဆင်းကြွလာတဲ့အခါမှာအခြားသောဘာသာစကားတွေနဲ့သူတို့ပေတရုတို့ပေါ့နော်ယိုဟန်တို့အခြားသောဘာသာစကားတွေနဲ့ဟောပြောတဲ့အခါမှာသူတို့တွေဂျေရုရှလင်မြို့သူမြို့သားတွေလှမ်းဘယ်လိုဖြစ်တာလဲငါတို့ဘာသာစကားနဲ့ငါတို့ကြားနေရပါလားအဲ့လိုဖြစ်ပြီးတော့မှလူတွေကဘုတို့အကြောင်းကြားခဲ့ရလဲဆိုရင်တခင်ယေရှုဟာတေချင်းမှရှင်ပြန်ထမြောက်ပြီသူဘာကြောင့်တေတာလဲဘာကြောင့်လူစားတိခံတာလဲဘာကြောင့်တေတာလဲဘာကြောင့်ရှင်ပြန်ထမြောက်တာလဲဒီအရာကိုဒီစကားတွေနဲ့ဘုရားရဲ့အသေးခံရှင်ပြန်ထမြောက်ခြင်းကိုကြွေးကြော်ပြီးတော့မှဒီအကြောင်းတရားကိုတက်တေခံတဲ့အခါမှာလူတွေအများကြီးပြောင်းလဲပေါ့နော်လူပေါင်း3000လို့ပြောထားပါတယ်ဆိုတော့ပြောင်းလဲတဲ့လူတွေကအမြင့်တန်းသူဘာလို့လဲမိတ္တာရဖွေးတယ်မုတ်ကိုဖေးတယ်ဆူတောင်းတယ်မိတ္တာရဖွေးတယ်ဆိုအပြန်လန်ဘုရားနဲ့စကားပြောတယ်ဓမ္မတိကျမ်းစာတစ်အုပ်လုံးကဘုရားနဲ့အတူအပြန်လန်စကားပြောခြင်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကျမ်းစာဖတ်ခြင်းဘုရားနဲ့ဆူတောင်းခြင်းဒီရာကဘုရားကိုပြန်လန်မိတ္တာရဖွေးနေခြင်းဖြစ်ပါတယ်နောက်တစ်ခုကမုတ်ကိုဖေးခြင်းလို့ပြောတယ်မုတ်ဖေးတယ်ဆိုတာပါမုတ်ဖေးတယ်ဆိုတာကသခင်ယေရှုရဲ့ခန္ဓာတော်ပေါ့နော်ကိုကျွန်တော်အစာသုံးခြင်းဖြစ်ပါတယ်ကျွန်တော်မိဒီအရာစားသုံးတယ်စားသုံးတဲ့ຢာကျွန်တော်တို့ကိုယ်တိုင်ဖြစ်လာတယ်ပေါ့နော်ကျွန်တော်ကတဆုံတရားပေါ့နော်စားလိုက်တဲ့အခါမှာအဲ့ဒီစားတဲ့ဟာကကျွန်တော်တို့ဖြစ်လာတယ်ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒညင်းတီးပေါ့နော်လူတိုင်းဒညင်းတီးကြိုက်တယ်စိတ်နေပေါ့အဲ့ဒီဒညင်းတီးစားတဲ့အခါမှာကျွန်တော်တို့သွားလေရကျွန်တော်တို့အပေါ်အပါသွားတယ်ဘေးနေရာမှာပြီးတော့ကျွန်တော်တို့စကားပြောဆိုတယ်အဲ့ဒီဒညင်းတီးအနံ့ပဲထွက်တယ်လို့ဒီနေ့ဖះကိုစားသုံးလိုက်တဲ့အခါမှာကျွန်တော်တို့ဘေးသွားကျွန်တော်တို့စကားပြောချင်းတည်ပြီးနေဖះအနံ့ဖះရဲ့သဘောတဘာဝတွေစီစဉ်လာမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပင်တေကုတ်တင်နေမှာကေတင်ခံရတဲ့လူပေါင်း3000ဟာဒီဖះရဲ့ခန္ဓာတော်ဆိုတဲ့အတင်းတော်ထဲ၌ရှိပြီးတော့မှတအိမ်ပြီးတအိမ်မိတ္တာရဖွေတယ်မုတ်ဖွေတယ်ဆူတောင်းတယ်ဒီအရာထဲမှာသူတို့အများကြီးအဝင်ရောက်သွားတယ်ပေါ့နော်တမန်တော်များရဲ့တွင်တင်ခြင်းမိတ္တာရဖွေခြင်းဆိုတဲ့အရာထဲမှာခရစ်တော်ရဲ့ကိုခန္ဓာတော်ဒီဟူသောအတင်းတော်တစ်ခုလုံးဖြစ်ခြင်းကိုစောင့်ထင်းခြင်းအတွက်ဘုရားသခင်ရဲ့ဤစီမံကိန်းရဲ့တိုက်ရိုက်ဆက်နွယ်ရတယ်တစ်ခုလုံးကအတုမေဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ခရစ်တော်ရဲ့ခန္ဓာတော်ဆိုတဲ့အတင်းတော်ကိုကျွန်တော်ကလက်တွေ့ကြစွာကျွန်တော်ကယူဆောင်အသက်ရှင်လှုပ်ရှားတဲ့အခါမှာကျွန်တော်တို့ဒီအမှန်တကယ်ပဲဖျားစီမံထားတဲ့တမန်တော်များရဲ့တွင်တင်ခြင်းဆိုတဲ့အောက်မှာကျွန်တော်ရှိနေကြတာဖြစ်ပါတယ်ခရစ်တော်ကိုခန္ဓာတော်ဆိုတာဘာလဲအဖက်1 20 23မှာဆိုလို့ရှိရင်ထိုအတင်းတော်ကအလုံးစုံလို့ကိုအလုံးစုံနဲ့ပြည့်စုံစေတော်မူလို့ခရစ်တော်ကိုခန္ဓာတော်ဖြစ်တဲ့ဒီလို့အငယ်23မှာပြောထားခဲ့တဲ့အတိုင်းအတင်းတော်ကကျွန်တော်အစမှပြောသလိုပဲဒီຢာကဖွဲ့အစည်းကိုင်းကနမဟုတ်ပါဘူးဒီຢာကခရစ်တော်ရဲ့ခန္ဓာတော်ပဲဖြစ်ပါတယ်ဦးကောင်းကခရစ်တော်ဖြစ်ပြီးတော့ခန္ဓာတော်လည်းခရစ်တော်ပဲဖြစ်ပါတယ်အတင်းတော်ဆိုခရစ်တော်ခန္ဓာတော်လို့ပြောတဲ့အကြောင်းမလို့ကျွန်တော်ကအတင်းတော်နဲ့ရှိနေခြင်းကခရစ်တော်ရဲ့ခန္ဓာတော်နဲ့ရှိနေပါတယ်ခရစ်တော်ခန္ဓာနဲ့ရှိနေခြင်းကကျွန်တော်အစိတ်ပိုင်းတစ်ခုအနေဖြင့်တစုံတရာသောမာယွချွေမှုဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ခန္ဓာတော်တစ်ခုလုံးနာကျင်ကြိုက်ခဲ့ရတယ်လို့ပဲခရစ်တော်ရဲ့ခန္ဓာတော်တဲ့ကျွန်တော်တည်ရှိခြင်းပြင်တယ်ခရစ်တော်ကိုဒုက္ခရောက်စေတာလားခရစ်တော်ကိုကျွန်တော်ကျေနပ်နေတဲ့ခြင်းပေးတာလားခရစ်တော်ကိုဒုက္ခပေးတယ်လို့လားစိတ်ပိုင်းတစ်ခုလားဆိုတာကိုကျွန်တော်တို့စမ်းစစ်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲ၌အင်္ဂါအများကြီးရှိပါတယ်လက်တမကောက်လက်ညှိုးရှိတယ်လက်သေးရှိတယ်ကျွန်တော်လက်ညှိုးလေးပြတ်သွားခဲ့တယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကြိုက်ခဲ့တယ်နာကျင်ရတယ်ဒီနေ့ခရစ်တော်ရဲ့ခန္ဓာတော်ဆိုတဲ့အတင်းတော်ထဲ၌ကျွန်တော်ရှိပြီးတော့မှအတင်းတော်ကိုစန့်ကျင်ပုံကတယ်ဖခင်ကိုကျွန်တော်တို့ကစစ်မှန်တော်တမန်တရားနားမလဲပဲဖခင်စီမံကိန်းနဲ့လွှဲချိုနေတယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့ခန္ဓာတော်တစ်ခုလုံးကနာကျင်ကြိုက်ခဲ့ရပါတယ်ဒုက္ခရောက်ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ကခရစ်တော်ရဲ့ခန္ဓာတော်ဆိုတဲ့အတင်းတော်ထဲ၌စစ်မှန်စွာပေါ့နော်တည်ရှိဖို့အလုံးကဖခင်ရဲ့ဥဆောင်ခြင်းကအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဆိုတော့တမန်တော်များတွင်တင်ခြင်းဟာဆိုလို့ရှိရင်တဘောတင်ကြီးတွင်နေဖြစ်ခြင်းကိုအမြဲတမ်းကင်ဆောင်တယ်လို့ပြောကြတယ်ဆိုတော့ဒီနေ့ဒီကြောင်းတရားဟာအင်မတန်မှနှက်ဆိုင်တာဖြစ်ပါတယ်။ဘာကြောင့်တဘောတင်ကြီးတွင်နေဖြစ်မှာပဲဒီရှိရလေလို့ပြောတဲ့အခါမှာကျွန်တော်ကဖခင်ရဲ့စီမံကိန်းပေါ့နော်ဖခင်လူစားတိခံပြီးတော့မှကျွန်တော်တို့အဖို့အလုံးကလှုပ်ဆောင်ပေးခဲ့သောအရာတွေဟာကျွန်တော်တို့ဖခင်စီမံထားတဲ့အကြောင်းအရာ၌တည်ရှိဖို့ဖြစ်ပါတယ်။ဆိုတော့တမန်တော်တွေကဒီအကြောင်းအရာတွေကိုပြောတယ်။ဒီ
ဒီတစ်ခုတီးတော့အရာကိုပြောတယ်တစ်ခုတီးတော့အကြောင်းအရာကိုပဲသူတို့ဝင်ကစီးစင်းတယ်အဲ့ဒီပုံမှာရက်တည်ဒါမဲ့ကျွန်တော်ခရိယာလောကဘယ်လိုဖြစ်တာလဲကျွန်တော်ဖရားတပါးတွေပဲကူးကွယ်တယ်ဖရားသခင်မဟုတ်တဲ့ချမ်းသာတဲ့အုပ်တွေဖတ်တယ်ဒါမဲ့ကျွန်တော်မှာဘာကြောင့်မို့လူမျိုးတွေကွဲတယ်အဖွဲ့အစည်းတွေကွဲတယ်ဂိုင်းကနာတွေကွဲတယ်ဩဝါဒအနေနဲ့ကျွန်တော်ကွဲနေကြတယ်ဘာကြောင့်လဲတမန်တော်ရဲ့တွင်တင်ချင်းလိုက်မရှိလို့ပေါ့ဒီကဒါမှရှင်းလင်းတဲ့အဖြစ်ဖြစ်ပါတယ်ဆိုတော့ဒီထဲမှာတမန်တော်နှစ်အငယ်46မှာဆိုထူတူတွေလည်းဗိမာန်တော်၌နေ့တိုင်းအစဉ်သဘောတညီတို့တည်နေ၍တအိမ်ပြီးတအိမ်မုတ်ကိုဖေးလက်စိတ်နှလုံးကြီးဖြူရှင်လန်းခြင်းအဖြစ်အစာဟာရကိုတုံးဆောင်ကြ၏လို့ပြောတယ်ဗိမာန်တော်နဲ့အစဉ်နေ့တိုင်းလို့ပြောတဲ့အတွက်ကြောင့်မလို့နေ့ရက်စဉ်တိုင်း၌ဘုရားသခင်တတ်မှတ်ထားတဲ့ဗိမာန်တော်၌ဘုရားသခင်ခွေးကန့်ထားတဲ့နေရာ၌အမြဲမပြတ်မုတ်ကိုဖေးတယ်ဆူတောင်းတယ်ပေါ့နော်မိသားရောက်ဖေးတယ်စိတ်နှလုံးရှင်လန်းစွာဖြင့်လှုပ်ဆောင်ကြတယ်ဟာရကိုတုံးဆောင်ကြတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေလည်းပဲဒီနေ့ဓမ္မတိအမှုတော်၌ကျွန်တော်ရှိနေကြတယ်ဂျေဇုတော်ခေတ်ကာလ၌ကျွန်တော်ရှိနေကြတယ်ကျွန်တော်တို့ရှိနေခြင်းကဘယ်လိုလဲဘုရားတတ်မှတ်ထားတဲ့နားနေရာ၌ရှိလားဘုရားကအတင်းတော်လို့ပြောတဲ့အကြောင်းအရာပေါ်နဲ့ကျွန်တော်စစ်မှန်စွာတည်ရှိလားစစ်မှန်စွာဘုရားနဲ့အတူမိသားရဖွင့်လားစစ်မှန်စွာဘုရားရဲ့ခန္ဓာတော်ကိုကျွန်တော်တို့မွေးတော်ဝမ်းမြောက်နေကြလားဘုရားရဲ့တွေ့ကြုံမွေးတော်ဝမ်းမြောက်ခံစားခြင်းဒီကျွန်တော်တို့တဲ့တမန်တော်များရဲ့တွင်တင်ခြင်းအောက်၌ကျွန်တော်တို့ကတွေးဖြီလွေးချိုသွားမယ်ဆိုရင်တော့ကျွန်တော်တို့တည်ရှိနေခြင်းအမျက်ချောက်ကောက်ယူခြင်းဖြစ်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီຢာကကျွန်တော်တို့ကိုစကားပြောနေတယ်ပေါ့နော်အတင်းတော်၌အတူမရှိတော့တွင်တင်ခြင်းတစ်ခုတည်တာရှိရမယ်တင်းတော်မှာတွင်တင်ခြင်းတစ်ခုပဲရှိအောင်ဘာအဲ့ဒီတွင်တင်ခြင်းပါလေခရစ်တော်ခန္ဓာအတင်းတော်ဆိုခရစ်တော်ခန္ဓာတော်ဖြစ်တယ်ခရစ်တော်ခန္ဓာတော်နဲ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းကအင်္ဂါဝအစိတ်ပိုင်းတစ်ခုအနေဖြစ်ပဲတည်ရှိတယ်ဆိုတော့ကျွန်တော်ကမြင်ဖို့ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအချို့တော့ကျမ်းတွေမှာပြောတယ်ပေါ့နော်တင်းတော်ဟာဘုရားသခင်ဗိမာန်တော်ဖြစ်ကြတယ်ကိုတင်းတော်မတိဘူးလားလို့ပြောတယ်ကျွန်တော်ကိုယ်တိုင်ကဘုရားသခင်ဗိမာန်တော်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဘုရားသခင်ရဲ့ဗိမာန်တော်တစ်ခုလုံးလားလို့ပြောတဲ့အခါမဟုတ်ပါဘူးကျွန်တော်ကအစိတ်ပိုင်းတစ်ခုပဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့တည်ရှိခြင်းကအစိတ်ပိုင်းတစ်ခုအနေဖြင့်ကျွန်တော်တည်ရှိနေတာဖြစ်ပါတယ်လူကမေးမေးပေါ့နော်ကျွန်တော်မေးတယ်ပေါ့မေးအတင်းတော်ဆိုတာဘာလဲအတင်းတော်ဆိုတာခမည်းပဲမှန်တယ်ဒါပေမဲ့တမန်တော်ရမဟုတ်တယ်တင်ကအတင်းတော်ရအစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်တင်ဟာတစ်ခုလုံးတော့အတင်းတော်မဟုတ်ဘဲနဲ့ဗိမာန်တော်မဟုတ်ဘဲနဲ့တင်ဟာဗိမာန်တော်ထင်မှာအစိတ်အပိုင်းတစ်ခုတစားပလာတစ်ခုအနေဖြစ်ပဲရှိတယ်ဆိုတော့ကျွန်တော်နားလေးစေချင်တာဖြစ်ပါတယ်တမန်တော်ရဲ့မိသားပွဲချင်းပြင်ပန်းနဲ့မိသားရဖွင့်ချင်းသမျှတွေကွေးပြားချင်းဖြစ်တယ်တမန်တော်ဒီတွင်တင်ခဲ့တဲ့အကြောင်းအရာတွေကနေလွေးပြီးတော့မှအခြားသောတွင်တင်ချက်အရာမှန်သမျှတွေကဒီကွေးပြားတဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့ဒီနေ့ခရိယာလောကကြီးဂိုင်းကနာပေါင်းစုံတဲ့လူမျိုးပေါင်းစုံနဲ့ဩဝါဒပေါင်းစုံနဲ့ကွေးပြားနေကြတယ်ဘာကြောင့်လဲတမန်တော်ရဲ့တွင်တင်ချင်းအောက်နိုင်မရှိလို့ပေါ့တမန်တော်ရဲ့တွင်တင်ချင်းကိုကျွန်တော်ဟာအမှန်တမ်းအရေးကြီးတယ်ဒီတမန်တော်ရဲ့တွင်တင်ချင်းကိုကျွန်တော်တို့ကအဲ့ဒီတွင်တင်ချင်းအောက်နိုင်ထိန်းချောင်းချင်းခံပြီးတော့မှအဲ့ဒီအထေးလိုက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖရားတပါးတွေကူးကွယ်တယ်ကျမ်းစာတကူတွေကူးကွယ်တယ်ဒီကျမ်းစကားဒီဖရားအကြောင်းပဲပြောတယ်ကွေးပြားစရာအကြောင်းမရှိဒီတမန်တော်တွင်တင်ချင်းအောက်နိုင်မရှိလို့ကျွန်တော်တို့ကကွေးပြားနေကြတာဖြစ်ပါတယ်ဒါကြောင့်ညီကိုညီမတို့ကျွန်တော်တို့ဟာတကယ်ပဲဖရားစီမံတတ်မှတ်ထားတဲ့ဖရားဆိုတဲ့သခင်ယေရှုနဲ့နဖူးတွေ့ကြုံခံစားခဲ့ရတော့တမန်တော်ဒီတွင်တင်ချင်းအောက်နိုင်ထိန်းချုပ်ချင်းခံပြီးတော့သူ့အထင်တိုင်းကျွန်တော်ရှိတဲ့အခါမှာတကယ်ပဲဖရားစီမံတတ်မှတ်ထားတဲ့ဓမ္မတိအမှုတော်နဲ့ဖရားသခင်စကားပြောခြင်းတစ်ခုလုံးကတမန်တော်ရဲ့တွင်တင်ချင်းအောက်နိုင်ထိန်းချုပ်ချင်းခံရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီထိန်းနိုင်ရှိနေဖို့အမှန်တမ်းအရေးကြီးတာဖြစ်ပါတယ်မိုးဖေးခြင်းနဲ့ဆူတောင်းခြင်းဆိုတဲ့အကြောင်းအရာတွေခရိယာအသက်တာနဲ့လက်တွေ့လှုပ်ဆောင်ဖို့ဖြစ်ပါတယ်ကျွန်တော်နေ့စဉ်တိုင်းမှာမုတ်ဖေးဖို့လို့ကကျွန်တော်ကဟိုတူရှိမှဒီလူရှိမှဒီဒေါက်တာရှိမှဒီ reverend ရှိမှကျွန်တော်ကဘုရားကိုမုတ်ဖေးနေကြတယ်ပေါ့နော်ဒါပေမဲ့သခင်ယေရှုပြောထားတာကတော့ငါ့ကိုအောက်မဲ့တော့ခါတိုင်းဒီလူလောက်ပါလို့ပြောတယ်ကျွန်တော်ကဓမ္မတိအမှုတော်ထဲ၌ကျွန်တော်တို့ကိုယ်တိုင်ဒီဘုရားအထင်နဲ့ယုံကြည်ပြီးဆိုတော့ကျွန်တော်ကယစ်ပရောဟိတ်ကိုဖြစ်ကြတယ်ဓမ္မတိအမှုတော်ထဲမှာကျွန်တော်မှာအစင်တမ်းမရှိဘူးနီကိုလာအချင်းမရှိဘူးပေါ့နော်ဆိုရင်ကျွန်တော်ကိုယ်တိုင်ပြင်းနေဘုရားနဲ့အတူဘုရားကိုအောက်မဲ့တဲ့အခါတိုင်းဤလူပြုကြပါလို့ပြောတဲ့အတွက်ကျွန်တော်တို့မှာဘယ်သူရှိမှဘာရှိမှဆိုတဲ့အကြောင်းအရာမဟုတ်ဘဲနဲ့တမန်တော်ရဲ့တွင်တင်ခြင်းကဒီအထဲ၌ပါဝင်ပေါင်ခတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကတမန်တော်ရဲ့တွင်တင်ခြင်းထဲ၌ဝင်ရောက်သွားတဲ့အခါမှာကျွန်တော်ကိုဘုရားကိုအောက်မဲ့တဲ့အခါတိုင်းကျွန်တော်မှုတ်ဖိနိုင်တယ်ဆူတောင်းနိုင်တယ်နောက်ပြီးတော့မှမိတ္တရာဖွင့်နိုင်တယ်အခြားသူတွေကကျွန်တော်ကိုဆူတောင်းပေးတာနဲ့ကျွန်တော်ကကျမ်းမာသွားခြင်းမဟုတ်ပဲဘုရားနဲ့ကျွန်တော်နဲ့တိုက်ရိုက်စကားပြောခြင်းပဲကျွန်တော်ကျမ်းမာစေတာဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ပြောချင်တဲ့ဘောနော်အခွင့်အာဏာအရက်အရာဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဆန့်ကျင်ပုံကန်နေတာမဟုတ်ပါဘူးအခွင့်အာဏာအရက်အရာဆိုတဲ့အကြောင်းအရာဖျားစီမံခွင့်ခံထားတဲ့သူမှန်ခဲ့တယ်ဆိုရင်ဒီအတင်းတော်တက်တာတဲ့၌ကျွန်တော်အစိတ်ပိုင်းတစ်ခုနေပြီးရှိတယ်တမန်တော်ရဲ့တွင်တင်ချင်းအောင်နဲ့ရှိတယ်ဆိုတော့ကျွန်တော်သူတို့ကိုကြည့်ပြီးတော့မှကျွန်တော်ကရွေးချယ်လို့ရတယ်ပိုင်းခြားလို့ရတယ်ဆိုတော့ယနေ့မှာတမန်တော်ရဲ့တွင်တင်ချင်းကတကယ်ပဲအင်မတန်မှအရေးကြီးပါတယ်ဘာကြောင့်လဲတမန်တော်ကျမ်းတစ်ခုလုံးကတမန်တော်ရဲ့တွင်တင်ချင်းအောက်၌ပဲထိန်းချုပ်ခံရလို့ပါတမန်တော်ရဲ့တွင်တင်ချင်းအောက်၌မရှိဘူးဆိုရင်ကျွန်တော်ကိုယ်ပြမယ်ဘာကြောင့်ကိုယ်ပြတာလဲတမန်တော်တင်ချင်းအောက်၌မရှိလို့ကိုယ်ပြနေတာဖြစ်ပါတယ်ကိုတို့ကိုချစ်ပါတယ်ကျွန်တော်တို့ဒီတကယ်ပဲအတင်းတော်နဲ့စစ်မှန်စွာတည်ရှိဖို့လို့ကဝန်တာရှိပြီးတော့မှတမန်တော်ရဲ့ညရဲ့တွင်တင်ချင်းအထဲ၌ရှိတော်သူများဖြစ်ဖို့ရန်ဖခင်ဦးဆောင်ပါစေအိုးသခင်ယေရှုကိုတို့ကိုချစ်ပါ၏